Manchester United ရဲ့မူလအယောင်ဟာအနီရောင်မဟုတ်ခဲ့ဘူး Manchester United ဆိုတာနဲ့ကျွန်တော်တို့အားလုံးရဲ့မျက်စိထဲမှာရေတောက်အနီရောင်ဂျာစီနဲ့တရေနီတွေကိုပဲတမ်းမြင်ကြမှာပါ Man U ရဲ့မူလအယောင်ဟာအနီရောင်မဟုတ်ခဲ့ဘူးဆိုတာသင်သိပါလားတမိုင်းကြောင်းကိုနည်းနည်းလောက်ပြန်နောက်ဆုတ်ကြည့်ရအောင်1888ခုနှစ်တုန်းက Manchester မြို့ Newton Heath ရပ်မှာရှိတဲ့မြေထားစက်ရုံဝန်ထမ်းတွေစုပေါင်းပြီး Newton Heath LNYR ဆိုတဲ့ဘောလုံးအသင်းလေးတစ်ခုကိုစတင်တည်ထောင်ခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကအသင်းရဲ့မူလအယောင်ဟာအခုလိုအနီရောင်မဟုတ်ပဲအစိမ်းနဲ့ရွှေရောင်ဖြစ်ခဲ့တာပါနောက်ပိုင်းငွေကြေးအခက်အခဲတွေကြောင့်1902ခုနှစ်အရောက်မှာတော့ Manchester United ဆိုပြီးနာမည်ပြောင်းလဲခဲ့သလိုအခုကျွန်တော်တို့မြင်တွေ့နေရတဲ့အနီရောင် identity ကိုလည်းစပြီးတော့တည်ဆောက်ခဲ့တာဖြစ်ပါတယ်1992ခုနှစ်မှာတော့အသင်းရဲ့မူလတမိုင်းကြောင်းကိုဂုဏ်ပြုတဲ့အနေနဲ့အစိမ်းတစ်ချမ်းအဝါတစ်ချမ်းဒီဇိုင်း Grey and Gold Ticket ကိုပြန်ထုတ်ခဲ့ပါတယ်အဲ့ဒီတုန်းက Eric Cantona, Ryan Giggs စတဲ့ကနဝင်ကစားသမားတွေဝတ်ဆင်ခဲ့ပြီးရှေးခေတ်ပုံစံကျိုးချီ level design နဲ့ chef sponsor စာသားတွေကြောင့်ဒီနေ့အထိ Man United ရဲ့ကြော်ကြားဆုံး retro kit အဖြစ်ကျန်ရစ်နေခဲ့တာပါဒီမှာပိုစိတ်ဝင်စားဖို့ကောင်းတာက1902ခုနှစ်မှာ Manchester United လို့နာမည်ပြောင်းခဲ့တဲ့တမိုင်းဝင်125နှစ်ပြည့်ထိမ့်မှတ်ဟာမကြခင်ရောက်ရှိလာတော့မှာပါဂျာစီသတင်းတွေအတွက်ယုံကြည်ရတဲ့ Footy Headline ရဲ့သတင်းတွေအရ Adidas ဟာ2026-2029 ရာသီအတွက် Focus အဖြစ် Newton Heath ကိုဂုဏ်ပြုတဲ့အနေနဲ့ Scott Green အစိမ်းနဲ့ရွှေရောင်တန်းတဲ့ဂျာစီထုတ်လာနိုင်တယ်လို့ကောလာဟာလာတွေထပ်ပေါ်နေပါတယ် Newton Heath ဂျာစီဆိုတာရိုးရိုးဘောလုံးအင်ကြီးဟောင်းထရန်မဟုတ်ပါဘူး Man U အသင်းရဲ့အောက်ခြေအလုပ်သမားဘဝကနေစတင်ခဲ့တဲ့ကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းကိုပေါင်းကူးပေးထားတဲ့အမှုပညာလက်ရာတစ်ခုလည်းဖြစ်ပါတယ်